ကပ်မှလည်းပတ်စံရှာလို့ရတယ်ဆိုတာခင်ဗျားတို့ရောင်းလားမိတ်ဆွေရအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ MMD ပဲဖြစ်ပါတယ်ကပ်မှာပတ်စံဘယ်လိုရှာရမလဲဆိုတာဒီဗီဒီယိုကိုကြည့်ပြီးမိတ်ဆွေတို့နားလည်သွားမှာပါOh wait Facebook TikTok YouTube တို့လိုမျိုး follower subscriber တို့ဒီကမိတ်ဆွေတို့ editing skill ကောင်းဖို့ပဲလို့ကဲဗီဒီယိုလေးကိုစလိုက်ကြရအောင် Okay let's go ခေရင်ဦးဆုံးကျွန်တော်တို့ကက်ကက်တဲ့ကိုဝင်မယ်ကဲဒီမှာကက်ကက်တဲ့ရောက်ပြီမိကိုနှိုက်မယ်ဒါကကျွန်တော်အခုလက်ရှိသုံးနေတဲ့အကောက်ပါဒီလအတွက်ဝင်ငွေကတော့ပြား90ပဲရထားတယ်ကျွန်တော်အကောက်သိဖွေထားတာရှိတယ်အဲအကောက်ကိုဝင်ပြမယ်နော်အခုကျွန်တော်ဖွေထားတဲ့အကောက်အသစ်ပဲဖြစ်ပါတယ်ဒီမှာသူပြထားတာရှိတယ်အခုမှအကောက်သိစောက်ဖွေရင် pro တွေကိုဝယ်သုံးဖို့ offer ပေးတာအကောက်သိဆောက်ဖွေခြင်းဆိုရင်ဒီလိုမျိုး apply to be a creator ဆိုတာမပေါ်ရဘူးဒီဟာနဲ့ပဲငွေရှာလို့ရမှာကျွန်တော်အကောက်တဲကိုပဲပြန်သွားကြည့်တော့ဒီမှာ apply to be a creator ဆိုတာပေါ်နေရင်မိတ်ဆွေတို့ကက်ကက်မှာငွေရှာလို့ရပြီနော်ပြီးရင် apply now ကိုနှိုက်လိုက်ရပါပြီဒါကတော့3လပိုင်းတည်းကရထားတဲ့ဝင်ငွေလေးပါဒီမှာသူ့ရဲ့တက်တဲ့မှာသူပြောထားသလိုလိုက်လို့ရင်လည်းပတ်စံရနိုင်ပါတယ်ဒါကတော့ကျွန်တော်ရဲ့ cap အကောက်လေးပါလာပြီးတော့အားပေးလို့ရပါတယ်နော် cap ကတော့ရိုးရှင်းပါတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာတော့ရလားမရလားတော့ကျွန်တော်လည်းသိချာမသိဘူးမိတ်ဆွေတို့အားမငယ်ပါ cap အကောက်လို့ချင်းကျွန်တော်စီလာခဲ့ပါအလကားဖွေပေးပါမယ်မိတ်ဆွေတို့မရှင်းနိုင်ချင်ရေ comment ထဲမှာတခုခုပြောခဲ့နော်အားလုံးပဲအဆင်ပြေကြပါစေဒီဗီဒီယိုကိုစိတ်ဝင်စားရင် subscribe and like လေးလုပ်သွားဖို့မမေ့နဲ့နော်မိတ်ဆွေတို့ရဲ့ like တစ်ခုကကျွန်တော်တို့အားစေးပါပဲနောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်အားလုံးပဲ see you